အားလုံးပဲမင်္ဂလာပါကျွန်တော်တပရက်ဖရီပါအိမ်မှာအုံနှုတ်ခောက်ဆွဲနဲ့လေးမှုေးနေပြီးဆိုရင်တော့မိသားစုတွေစွတ်စွတ်လေးလေးနဲ့ပျော်စရာကောင်းတဲ့မနက်ခင်းလေးကိုသိရကြမှာပါဒီနေ့မှာတော့အုံနှုတ်ခောက်ဆွဲစစ်စစ်လေးရဲ့ကြက်သားနှင့်မွေးလေးနဲ့မိသားစုအငွေတက်အပြည့်ရှိမဲ့အုံနှုတ်ခောက်ဆွဲကိုဘယ်လိုလွယ်လွယ်ကူကူချက်မလဲဆိုတာကိုပြောပြပေးသွားမှာပါဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးပါအောင်ခင်ဗျာကဲစားချက်ပါမယ်အရေးဥဆုံးစီတက်ရမှာဖြစ်ပါတယ်ကြက်သွန်ဖြူရဲ့ကြက်သွန်နီရဲ့ဂျင်းရဲ့နနမြင့်စီတယ်ဆိုရင်နနမြင့်ပါထည့်ပြီးတော့စီတက်ပေးလိုက်ပါခင်ဗျာအနက်တွေမွှေးလာပြီးဆိုရင်စနစ်မုတ်နဲ့အယောင်တင်မုတ်ထည့်ပြီးတော့ထပ်ပြီးတော့စီတက်ပေးရမှာဖြစ်ပါတယ်အနက်တွေကမှုေးလာပြီးဆိုရင်တော့ကြက်သားလေးကိုထည့်ပြီးတော့စီထပ်တက်ပေးလိုက်ပါခင်ဗျာကဲကြက်သားတွေကတင်းလာပြီးဆိုရင်ရေနှဲငယ်ထည့်ပြီးတော့စပြီးတော့ကြက်အောင်ချက်လို့ရပါပြီကြက်သားတွေကြက်သွားပြီးဆိုရင်ပဲကိုရေဖြော်ပြီးတော့ထည့်ပေးလိုက်ပါခင်ဗျာစူတဲ့ထိကိုခဏလောက်စောင့်ပေးပါခင်ဗျာစူလာပြီးဆိုရင်တော့ကြက်သွန်နီလေးတွေထပ်ထည့်ပေးရမှာဖြစ်ပါတယ်အုံတို့ပါထပ်ထည့်ပေးလိုက်ပါခင်ဗျာအခုဆိုရင်မွေးလေးနဲ့အုံနှုတ်ခောက်ဆွဲညှင်းကားလေးတော့မကြခင်မှာရလာပါတော့မယ်အရသာတွက်တော့အသားမုတ်နှဲငယ်ရဲ့အချိုမုတ်ရဲ့စားနှဲငယ်ရဲ့ထည့်ပေးရမှာဖြစ်ပါတယ်ဒါဆိုရင်ပြည့်စုံတော့အုံနှုတ်ခောက်ဆွဲညှင်းကားလေးကရပါပြီခဏလေးနှက်ထားပါမယ်ခင်ဗျာကြက်ကန်ဒီအနေထားရောက်ရင်ဘဲဥချမ်းလေးတွေထပ်ထည့်ပေးလိုက်ပါခင်ဗျာကဲဒါဆိုရင်ပြည့်စုံတော့အုံနှုတ်ခောက်ဆွဲရဲ့ညှင်းကားကရပါပြီခင်ဗျာကဲခုနကချက်ပြသွားတဲ့အုံနှုတ်ခောက်ဆွဲလေးကတော့အစင်တစ်ဖြစ်နေပါပြီအပေါ်ကနေအကျော်လေးတွေကြက်ဥလေးတွေနဲ့ပြင်ဆင်လိုက်ရင်တော့တကယ်ကိုရှယ်ပါပဲအိမ်မှာလည်းအားလုံးပဲမိသားစုနဲ့အတူအခုလိုရတာရှိတယ်အုံနှုတ်ခောက်ဆွဲလေးကိုချက်စားကြည့်ဖို့မမေ့နဲ့အောင်နော်ဗီဒီယိုလေးကိုသဘောကျရင် like and share လေးနဲ့အားပေးသွားပါအောင်နောက်ထပ်လည်းဘာတွေချက်ပြရမလဲဆိုတာကို comment မှာပြောခဲ့သွားပါဦးနော်အားလုံးပဲကောင်းမွန်သောနေ့လေးတွေဖြစ်ပါစေခင်ဗျာ